မားရဲ့တနေ့တာကိုဘသူခိုးယူနေတာလဲကဘာပေါ်မှာအချမ်းသာဆုံးလူနဲ့အစင်းရဲဆုံးလူတူနေတာတခုပဲရှိပါတယ်အဲ့ဒါကတော့တနေ့ကို24ဓာရီရရှိတာပါပဲဒါပေမဲ့ဘာလို့တချို့လူတွေကအဲ့ဒီ24နာရီအတွင်းမှာ Empire ကြီးတဲ့တီးဆောင်နေပြီးတချို့ကတော့အလူတွေရှုပ်နေပေမဲ့ဘာရလက်မှထမလာတာလဲအဖြေကတော့ခမားအလုတ်ရှုပ်နေတာနဲ့အလုတ်တွယ်နေတာကြားကကွာဟချက်ပါပဲဒီနေ့ဗီဒီယိုမှာခမားရဲ့အချိန်တွေကိုတန်ဖိုးအရှိဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြတော့ပါမယ်စီဝါရေးလောကမှာ80-20ဥပဒေဆိုတာရှိပါတယ်ခမားလုပ်နေတဲ့အလုပ်တွေက20ရာခိုင်နှုန်းသောအလုပ်တွေကသာခမားအတွက်80ရာခိုင်နှုန်းသောရလဒ်တွေကိုပေးတာပါအောင်မြင်သူတွေဟာအဲ့ဒီအရေးကြီးတဲ့20ရာခိုင်နှုန်းကိုပဲအာရုံစိုက်ကြပါတယ်ခမားတနေ့လုံးဖုံးပွနေတာအကျိုးမရှိတဲ့အစည်းအဝေးတွေလုပ်နေတာဟာအချိန်ဖြုံးနေတာပါခမားကိုတကယ်ပက်ဆန်ရစီမဲ့တကယ်တိုးတက်စေမဲ့အလုပ်ကဘာလဲဆိုတာအရင်ဆုံးခွဲခြားတတ်ဖို့လိုပါတယ်လူတော်များများဟာအာနာတက်လို့လူတိုင်းခေါ်တာလိုက်တယ်အလူတိုင်းကိုလက်ခံတယ်ဒါဟာခမားရဲ့အောင်မြင်မှုကိုခမားကိုယ်တိုင်ပြပင်နေတာပါအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေဟာအခွင့်အရေး69ခုကိုညှင်းပြီးအကောင်းဆုံးတစ်ခုကိုပဲရွေးချယ်ကြပါတယ်ခမားရဲ့အချိန်ဟာအကန့်အသတ်ရှိပါတယ်အရာရာတိုင်းကိုလုပ်ဖို့မကြိုးစားပါနဲ့အရေးမကြီးတဲ့အရာတွေကိုမဟုတ်ဘူးလို့ပြပြသားသားညှင်းဆိုလိုက်တာဟာခမားရဲ့အောင်မြင်မှုအတွက်အချိန်ဝယ်လိုက်တာနဲ့အတူတူပါပဲခမားကိုယ်တိုင်အလုပ်တွေအမြဲလုပ်နေရသည်၍ခမားမှာအချိန်ရှိမှာမဟုတ်ပါဘူးတကယ်ချမ်းသာတဲ့သူတွေကအလုပ်ကိုကိုယ်တိုင်မလုပ်ဘဲစနစ်ကိုတည်ဆောက်ပါတယ်ခမားထက်တော်တဲ့သူတွေကိုအလုပ်ခံပါအလုပ်တွေကိုခွဲဝေပေးပါ delegate ခမားရဲ့အချိန်ကိုကြီးမားတဲ့ဆုံးဖြတ်ချက်တွေချဖို့နဲ့အနာဂတ်အတွက်စဉ်းစားဖို့ပဲတုံးပါခမားမရှိလဲပတ်နိုင်တဲ့စနစ်တစ်ခုရှိလာတဲ့နေ့ဟာခမားတကယ်အောင်မြင်တဲ့နေ့ပါပဲအချိန်ဆိုတာပြန်မရနိုင်တဲ့အရင်းနေ့ပါဒီနေ့ခမားဖြုံးတီးလိုက်တဲ့အချိန်ဟာမနေ့ဖြန်မှာခမားပေးဆက်ရမယ့်အကျွေးဖြစ်လာပါလိမ့်မယ်မိကွန်းခမားရဲ့တနေ့တာတွေမှာအချိန်အဖြုံးဆုံးဖြစ်စေတဲ့အရာဥပမာ social media အကျိုးမရှိတဲ့စကားပြောခြင်းဟာဘာဖြစ်မလဲအဲ့ဒါကိုဒီနေ့ကစပြီးဘယ်လို short ချမလဲ comment မှာရေးပေးခဲ့ပါဦး success mindset mm နဲ့အတူအချိန်ကိုအကျိုးရှိရှိအသုံးချပြီးအောင်မြင်စုစီလန်လန်ကြစို့